ရေအိုးကိုရှေ့တက်တက်ကနေကြည့်မယ်ဆိုရင်သူကဘဲဥပုံစံလေးဖြစ်တယ်နော်အောက်ကကျဲပြီးတော့မှအပေါ်မှာကျင်းသွားတဲ့ပုံစံလေးဖြစ်တယ်ပေါ့သူ့ဘေးတိုက်ကနေကြည့်မယ်ဆိုရင်သူကအရှိတက်တက်အမြင်လောက်မကျဲဘူးပေါ့နော်ဘေးတိုက်ကဒီလောက်ရှိရဆိုရင်အရှိတက်တက်ကသူ့ရဲ့နှစ်ဆစာလောက်ရှိရပေါ့နော်ဘေးတိုက်ကနေကြည့်နည်းနည်းပြားတယ်ပေါ့အရှိတက်တက်နေကြည့်ဘဲဥမှနည်းနည်းကြီးတယ်ပေါ့နော်ဒါကြသူ့ရဲ့အနောက်ချင်းအမြင်ပေါ့ရင်းညွန့်ရိုးရဲ့အရှိကသူ့ရဲ့ဒီတစ်ခုလုံးရဲ့တဝက်စာလောက်ရှိတယ်ပေါ့နော်ဒီရင်ညွန့်ရိုးကိုပေးဖက်ကနေကြည့်မယ်ဆိုတော့တက်တက်လေးမဟုတ်ဘူးနည်းနည်းအရှိကိုစောင်းတယ်ပေါ့နော်သူ့ရဲ့ဒီအပြာလေးလေကျတော့အဲ့မှာနံရိုးတွေရှိရလေအဲ့နံရိုးတွေရဲ့ဒီဥစ္စာလေးသူ့ရဲ့အဝိုက်လေးရပေါ့နော်ဘေးတိုင်းကနေကြည့်မယ်ဆိုရင်ဒီလိုမမတ်လေးမဟုတ်တော့နည်းနည်းခုံးတယ်ပေါ့နော်အနောက်ဘက်ကနေကြည့်မယ်ဆိုရင်ခုနကကြောရိုး26စစ်ချောင်းပြောရလေအဲ့ဒီမှာဒီအလယ်မှာကြောရိုး12စစ်ရှိရလေအဲ့ဒါကကြောရိုး12စစ်ရှိတဲ့နေရာပေါ့နော်အဲ့ဒီကြောရိုး12စစ်မှာဥမာနံရိုးတွေကခွဲထွက်ပြီးတော့မှအရှိဘက်ရင်ညွန့်ရိုးနဲ့လာဆက်တာပေါ့နော်အနောက်ဘက်ရဲ့ဒီနေရာလေးကအရှိဘက်ရဲ့နေရာထက်နည်းနည်းအောက်ကိုရောက်တယ်ပေါ့နော်သတုရန်လေးကိုအရင်ဆွဲလိုက်တယ်ဆွဲပြောမှအပေါ်နည်းနည်းတိုးလိုက်တယ်ပြောရှင်တဲ့ပြဒီနေ့လေးမှာရှေ့ရဆိုရင်ဒီကနေဒီထိက30လောက်ရှိရင်ရတယ်ပေါ့နော်ဒီမှာသတုရန်လေးဆွဲလိုက်တယ်ဒီမှာတက်ဆိုရင်ဒီဘက်ကလည်းတက်ရှိရပေါ့နော်အဲ့ဒါမှလေပြင်းအတွက်အပူထွက်လိုက်တာပေါ့နော်အဲ့တော့ဒီကနေဒီထိက30ရှိတယ်ဒီကနေဒီထိက8ရှိတယ်ပေါ့နော်ဆက်ဆွဲတော့မဲဆိုတော့လေပင်နေရာကိုအရင်ရှာမယ်ပေါ့နော်လေပင်ကိုရှာတော့မဲဆိုရင်လေပင်ကဘယ်နေရာမှာလဲလေပင်ကဒီနေ့ကနေဒီထိက8ရှိတယ်ဆိုရင်သူ့ရဲ့4ပုံ2ပုံနေရာလောက်မှာလေပင်ရှိတယ်ပေါ့နော်အဲ့ဆိုဒီနေရာမှာလေပင်ဆွဲမယ်ပေါ့နော်ရင်ညွန့်ရိုးကဒီကနေဒီထိက30ရှိတယ်သူ့ရဲ့တဝက်ကရင်ညွန့်ရိုးဆိုတော့ဒီကနေဒီထိအဲ့ဒါရင်ညွန့်ရိုးပေါ့နော်ခန့်မှန်းချေပေါ့နော်ခုနေ့တော့3ကဘယ်ဟာပြောမှမသိဘူးဆိုတာကိုပြောတာထင်တယ်ပေါ့နော်ဒီကနေဒီထိက3ရှိတယ်ပေါ့ဘာလို့ဒီကနေဒီထိကိုဒီချေတို့က1 2 3 4 4ပိုင်းအညီပိုင်းပြီးတော့မှဒီမှာ3စိတ်ယူလိုက်တယ်ပေါ့နော်ဒီဘက်မှာ4ဒီဘက်မှာ4ဆိုရင်ပေါင်းလိုက်တော့8ရှိရလေအဲ့ဆိုတော့ဒီနန်းလေးကနေဒီထိရဲ့အကျယ်ကို3ရှိတယ်လို့ပြောတာပေါ့နော်ဒီကနေဒီထိက3ရှိတယ်ပေါ့ဒီတစ်စိတ်နဲ့ပေါင်းလိုက်တော့ဒီဘက်ချမ်းက4ဖြစ်သွားတယ်ဒီဘက်ချမ်းကလည်း4ဖြစ်သွားရဲဆိုတော့4နဲ့4နဲ့ပေါင်းတော့ဒီကနေဒီထိက8ဖြစ်သွားတယ်လေဒါကြတော့သူ့ရဲ့ရှေ့တဲ့အမြင်ပေါ့ဒါကြသူ့ရဲ့ဘေးတိုက်အမြင်ပေါ့နော်ဘေးတိုက်အမြင်မှာဆိုရင်သူကဒီမှာကြည့်ဒီနေ့လေးမှာအဆက်တစ်ဆက်ဒီနေ့လေးမှာအဆက်တစ်ဆက်ဒီအဆက်နဲ့ဒီနေ့လေးမှာပြောချင်တဲ့ရင်ညွန့်ရိုးကအပြင်ဘက်ကိုတလူမျိုးစောင်းထွက်တယ်ပေါ့နော်ပြလေပင်နေရအဆောင်လေးကဒီကြားထဲမှာ45ဒီဂရီလောက်ရှိတယ်ပေါ့နော်45ဒီဂရီပေါ့နော်အနောက်ဘက်မှာတော့တာလေးကိုပဲမြင်ရတာပေါ့နော်တာလေးကအနောက်ဘက်ရဲ့ဒီအောက်နည်းနည်းကျတယ်အရှိကဒီလောက်မှာ white တယ်ဆိုရင်အနောက်ဘက်ကသူ့ထက်အောက်နည်းနည်းပိုကျတယ်ပေါ့နော်ရင်အုပ်ကိုအရှိတက်တဲ့အမြင်ပေးတဲ့အမြင်နဲ့အနောက်ဘက်အမြင်ကိုစတုရင်အကွက်လေးနဲ့ဆွဲပြတာဖြစ်တယ်ပေါ့နော်